iPhone ဝယ်ခိုင်မဲ့ customer တွေဂျင်းမမိအောင်တိကိုတိထားတဲ့အချက်ပြီးခဲ့ရတဲ့စီနဲ့ပြန်ရတဲ့ quality တန်ရလားဆိုတာကိုကျွန်တော် customer တို့အရင်ဆုံးတွေ့တော့အမေးအများဆုံးဖြစ်တဲ့ message ပိုင်ဝယ်တင်လား message ပိုင်ဘယ်လိုပြဿနာတွေဖြစ်တယ်ဆိုတဲ့ကျွန်တော်တို့အဖြေလေးကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါလေးကိုပြောပြခင်မှာကျွန်တော် customer တွေကိုကျွန်တော်မေးခွန်းလေးတစ်ခုမေးပါမယ်ကျွန်တော်ရဲ့ဒီဗီဒီယို comment အောင်မှာစိတ်ကြိုက်လို့ရစာမှတ်ခဲ့နိုင်ပါတယ်ကျွန်တော်မေးမဲ့မေးခွန်းလေးကဒီမှာ message ပါပါတယ်ဒီ message တွေထဲမှာဘယ် message ကကျွန်တော် customer တွေကိုဒုက္ခအပေးဆုံးနဲ့ကျွန်တော်တို့ပေးရတဲ့စိနဲ့မတန်ဆုံးနဲ့အဲ့ဒီ message တစ်စောင်ကိုကျွန်တော်မှန်းခဲ့ပြီးတော့ဘာကြောင့်လဲဆိုတဲ့ဥစ္စာလေးပါရေးခဲ့ပြီပါကျွန်တော်မနေ့ပြင်ကိုအသေးစိတ်ကျွန်တော်ရှင်းပြပေးမယ် message ပါတဲ့ပြဿနာဘာတွေရှိနိုင်လဲဆိုတဲ့အကြောင်းမနေ့ပြင်ဗီဒီယို RP လေးနဲ့တူရှင်းပြပေးပါဒါဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြမယ်ဗျာเนาะကျွန်တော်တို့ဒီနေ့ဈေးကွက်မှာ message ပါအလုံးလေးတွေကို offline ဆိုပြီးတော့ကျွန်တော်တို့တစ်ဖက်လဲနဲ့ဂျင်းသိပ်ပြီးရောင်းနေတဲ့ဗီဒီယိုပို့တွေကျွန်တော်တို့တွေးမြင်နေရတယ်ဝယ်လိုက်တဲ့ customer တွေကလည်းဒါဂျင်းမိသွားပြီလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လက်ရှိ second ပေါက်ဈေးတစ်လုံးဒီ10သိန်းဆိုပါဆို iPhone တွေဒါကိုကျွန်တော် message ပါတဲ့အလုံး10သိန်းပေးပြီးဝယ်ရပြီဆိုလို့ရှိရင်ကျွန်တော် customer ရဲ့အနေနဲ့ဒါတစ်ဖက်လဲနဲ့ဂျင်းမိတာပါပဲဘာဖြစ်လို့လဲဆိုတော့ message ပါအလုံးအနေနဲ့ကျွန်တော် offline လုံးအနေနဲ့ဈေးဒီ3သိန်းခွဲ2သိန်းရစပြီးတော့8သိန်း9သိန်းဒီ model လိုက်ရကွာပါတယ်ဗျဘလောက်ဘာလို့ကောင်းတဲ့မှန်ပဲဝယ်ပြီးတော့လဲပါဘာလို့လဲဆိုတော့ message ပါလို့ဘယ်လိုအချိန်မှတိမလဲဆိုတော့ပြန်ရောင်းတဲ့အချိန်မှတိပါမယ် message ပါတဲ့အလုံးဆိုလို့ရှိရင်တော်တော်ဆိုင်တွေကဝယ်တယ်ဒါပေမဲ့ဈေးအရင်နှိမ့်ပါတယ်ဟုတ်လားတစ်ချက်ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ပုံမှန် offline 10လုံးရောင်းရတာနဲ့ကျွန်တော်တို့ message ပါ9လုံးရောင်းရတာလုံးဝမတူဘူးဗျ offline တွေကဒီနေ့ရောင်းနေထွက်ပြီမဲ့ message ပါတဲ့လုံးရော customer ကြိုက်တာနဲတယ်ဘာလို့နဲလဲဆိုတော့ကျွန်တော်ဆက်ဖွင့်ထားတဲ့အလုံးမလို့မကြိုက်ကြဘူးမှန်လဲတာ battery လဲတာ body လဲတာလုံးလို့တိတ်မကြိုက်ကြဘူးโอเคเนาะဒါလေးရတယ်တစ်ချက်အဲကြောင့်မလို့ web customer အနေနဲ့ကကျွန်တော် message ပါလေးတော့အလွယ်ကူဆုံးလေးသိဖို့လိုအပ်တယ်ဒီနေ့ပြောပါလွယ်တယ်ဒါပေမဲ့မနေ့ပြင်ကိုကျွန်တော်ပြောပြမယ့်ဗီဒီယိုထဲမှာကျွန်တော်တို့အတွက်အရေးကြီးကျွန်တော် customer တွေအတွက်အရေးကြီးတာတွေပါတယ် message ပါရင်ဘာပြဿနာတွေရှိနေလဲဘယ်လို message မျိုးကိုရှောင်မှန်းအစကျွန်တော်မနေ့ပြင်ကျွန်တော်တင်ပေးမယ်ဘယ်လိုမျိုးကိုကျွန်တော်ကြည့်လို့ရတယ်ဆိုတာကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်လိုက်တာနဲ့ knowledge ရအောင်ရစီရမယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ message ကိုကျွန်တော်ကြည့်တာပြပြမယ်ကျွန်တော်တို့ setting about တွေကိုဝင်ပါဗျာเนาะ setting တွေဝင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ about တွေကိုဝင်လိုက်ပါအဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီတိုင်းဆိုလို့ရှိရင်ပုံမှန် customer တယောက်အနေနဲ့ဆိုရင် message ပါတော့လုံးဝမသိပါဘူးမပြောလို့ရှိရင်ပေါ့ဒါဟို sign သမားဝယ်ရောင်းကပြောတယ်ဆိုတော့သိမယ်ပေါ့ဒီမှာ message ကဒီကောင်လေးကိုဝင်ကြည့်ရတာဝင်လိုက်မယ်ဒီမှာဒါဆိုရင် message က very message camera message display message fake ID message 3000ပါပါတယ် fake ID ကတော့ထားပါပေါ့နော်3000ပါပါတယ်ဒီလို message တွေပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ပေးမဲ့ဈေးပေါက်ဈေးတိုင်းပေးပြီးဝယ်စရာလုံးဝမလိုဘူးပေါက်ဈေးပေးပြီးဝယ်ထားတဲ့ customer တွေဒီလက်ဒါဒီအသေးစားခြင်းမိထားတာတိထားပြီဆိုလို့ရှိရင်အနည်းဆုံး3သိန်းခွဲရနေပြီးတော့ကျွန်တော်ခုနပြောလို့9သိန်း10သိန်းတက်လာသွားနိုင်တယ် model မြင့်နေဆိုလို့ရှိရင်ပို့ဆိုတယ်14 Pro မှလို့15 Pro မှလို့ဆိုလို့ရှိရင် message ပါလို့ရှိရင်10သိန်း9သိန်းလောက်ထိဟာပါတော့သူဘာမှန်လဲထားပေါ့ဒါပေမဲ့တခုကာပါလုပ်လို့ရတာကမှန်တာလဲထားတဲ့မှန်ကြီး display ဒီ orman လေးပြန်လဲထားပြီးတော့ကျွန်တော်တို့ပေါက်ဈေးတိုင်းရောင်းလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော် customer တွေလည်းနည်းနည်းဖြည့်သားစရာဖြစ်တယ် orman ရဲ့ရေရှည်သုံးလို့တော့အဆင်ပြေရဗျာဒါပေမဲ့ဈေးကွက်အရမှာဆိုလို့ရှိရင်တော့ဘယ်တော့မှပေါက်ဈေးတိုင်းရောင်းလို့မရဘူး message ပါတော့တသိန်းဝယ်ဟောက်ပါတယ်အနေဆုံးပေါ့နော်ဒါလေးကိုကျွန်တော် customer တွေတီးဖို့လိုအပ်တယ်ဒါကတော့ကျွန်တော်ဒီနေ့က message ကိုပါတာကိုဘယ်လိုကြည့်လဲဆိုတဲ့ဟာလေးပဲပြပြပေးပါမနေ့ပြင်အဲ့ message ပါတာကိုဘာကြောင့်ဘယ်လိုပြဿနာတွေရှိနိုင်လဲဘယ်လိုမျိုးရှောင်ရှားရမလဲဘယ် message ဆိုလို့ရှိရင်ဘာဖြစ်နိုင်လဲဆိုတဲ့အသေးစိတ်ဒီကတော့ကျွန်တော်ဗီဒီယိုတွေကိုဒီမှာပဲဆုံးသတ်လိုက်မယ်မနေ့ပြင်ကျွန်တော်တင်မဲ့အကြောင်းအရာလေးကိုလည်းအရေးကြီးတဲ့အချက်လေးတွေအများကြီးကိုကျွန်တော်တေချာစဉ်းစားပြီးပြောပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးဗျအဆုံးထိကြည့်ပေးကြတဲ့ပျောက်ချင်းတွေတောင်ကိုကျေးဇူးများကြီးတင်ပါတယ်ဗျာနော်